မိတ်ကပ်မေတန်ကတော့အနုပညာရှင်တယောက်ဆောင်မင်းသားမင်းသမီးတွေကိုမိတ်ကပ်လိမ့်ချပေးတဲ့မာဂျီတန်းဆိုပြီးနာမည်ကြီးသူပဲဖြစ်ပါတယ်။မိတ်ကပ်မေတန်ကတော့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကသူမကြုံတွေ့ခဲ့ရတဲ့ဖြစ်ရဆိုကြီးတစ်ခုကိုပရိရည်တီအောင်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။မိတ်ကပ်မေတန်ဟာဆိုရင်အလားပါကိုစိတ်ဝင်စားသူဖြစ်ပြီးသူမရဲ့မျက်အိတ်ခွန်ကြီးနေရာနဲ့ပတ်သက်ပြီးလဲအလိုမကျတာကြောင့်ဈေးသက်သာတဲ့ခွဲစိတ်ကုချုံတစ်ခုကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။မိတ်ကပ်မေတန်ကတော့အသက်20ကျော်အရွယ်သားရှိပြီးအတွေ့အကြုံလည်းနေတည်တဲ့ခွဲစိတ်ကုသပြီးသူမိန်းကလေးနဲ့သူမရဲ့မျက်အိတ်ကိုခွဲစိတ်မှုပြုလုပ်ခဲ့တာပါ။ခွဲစိတ်မှုမစတင်ခင်မှာအနာကျယ်မရှိလေအောင်ထုံစေ6လုံးလောက်ထိုးပေးခဲ့ပြီးခွဲစိတ်ခဲ့လို့သိရပါတယ်။အဲဒီနောက်ခွဲစိတ်ပြီးပြန်ချုပ်ချိန်မှာတော့မျက်လုံးတွေးကြောကိုထိမိသွားပြီးတွေးရအဆက်မပြတ်ထွက်နေခဲ့တာပါ။တွေးသိအောင်ရေခဲတွေကပ်ပြီးမဲ့လေတွေကမသိသွားပဲပိုဆိုးလာသလိုနှလုံးနှစ်ဖက်လုံးကလည်းရှေ့ကိုရောက်ပြီးပြိုထွက်လာတာကြောင့်ဘာကိုမှမမြင်တော့တဲ့အထီအောင်ဖြစ်ခဲ့ရတာလို့သူမရဲ့6ပွဲရဖြစ်ရဆိုကြီးကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့မိတ်ကပ်မေတန်ဟာခွဲစိတ်ကုသမှုခံယူရမယ့်ရက်ကမင်းသမီးလင်းစာကြီးကျော်မစ္စတာချစ်ကမအေဒစင်တို့နဲ့အတူစုံကြဖို့ချိန်ထားခဲ့ကြတာပဲဖြစ်ပါတယ်။မိတ်ကပ်မေတန်ဟာမိတ်ဆွေနဲ့ချိန်ထားတာကိုဖျက်ခဲ့ပြီးခွဲစိတ်မှုကုထုံကိုလုံနေခဲ့တာပဲဖြစ်ပါတယ်။မိတ်ကပ်မေတန်ကိုခွဲစိတ်မှုပြုလုပ်ပေးခဲ့တဲ့စိတ်ခန့်ဆိုရင်ကြမ်းကျင်လို့လှုပ်ရှားတာတဲ့ဝေရောက်လို့လှုပ်ရှားတာလို့ပြောရမှာပါ။တကယ်တော့မိတ်ကပ်မေတန်အနေနဲ့လေဈေးနေတာကိုမကြည့်ပဲစိတ်ချလုံးချုံပြီးဂျမကြီးအာမခံချက်ပြည့်ရှိတဲ့ကြမ်းကျင်ဆရာဝန်တွေနဲ့ကုသမှုခံယူလိုက်ရမှာပါ။ဒါပေမဲ့မိတ်ကပ်မေတန်ဟာမစင်မချင်တဲ့ရွေးချယ်မှုမှားသွားခဲ့တာကြောင့်အတန့်ဒီနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။တွေးမတိတ်တော့တဲ့အခြေအနေမှာမိတ်ဆွေတွေကိုဖုန်းဆက်ပြီးဈေးရုံကိုပို့ခိုင်းခဲ့တာကြောင့်အချိန်မီအသက်ဘေးအောင်လွတ်မြောက်လာခဲ့ရတာပဲဖြစ်ပါတယ်။ဈေးရုံကိုသွားနေတဲ့လမ်းတစ်လျှောက်မှာလည်းမိတ်ကပ်မေတန်ရဲ့မျက်လုံးတွေဟာဆိုရင်သူတွေအဆက်မပြတ်စီးကြနေရကြောင်းမျက်နှာတစ်ပြင်လုံးတွေးချင်းအိုင်ခဲ့တဲ့အထိပါပဲ။မိတ်ကပ်မေတန်ဟာကန်တော်ကြီးဈေးရုံမှာစီကွတာမှုခံယူခဲ့တာဖြစ်ပြီးဈေးရုံဟာပေါမခါဆရာဝန်ကြီးရဲ့ကုသပေးမှုကြောင့်ဒီအခြေအနေဆိုကြီးကနေလွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ဈေးရုံကိုသာအချိန်မီမရောက်သွားခဲ့ရင်တွေးကြောတွေပြန်ပြီးအတက်နေရရှိဆိုရင်လာနိုင်တာကြောင့်ကန်တီခဲ့လို့ဆိုရမှာပါ။နောက်ပြီးမိတ်ကပ်မေတန်ဟာခွဲစိတ်ခန်းမဝင်ခဲ့ဘဲဖက်မျက်လုံးဟာဆိုရင်လုံးဝမမြင်ရတော့တဲ့အခြေအနေအထိရောက်ရှိသွားခဲ့ပြီးခွဲစိတ်ကုသမှုအပြီးမှာတော့အလင်းတဲတွေပြန်မြင်ရပြီးကောင်းသွားခဲ့တာပဲဖြစ်ပါတယ်။မိတ်ကပ်မေတန်ကတော့သူမရဲ့ဖြစ်ရဆိုကြီးကိုတင်ငန်းဆောင်ယူပြီးခွဲစိတ်ပြုပြင်မဲ့သူတွေအတွက်တေချာလေးစိတ်ချရမယ့်စီခန်းတွေမှာခွဲစိတ်ပြုပြင်ဖို့အတွက်အကြံပေးလာခဲ့တာပဲဖြစ်ပါတယ်။ယနေ့ခေတ်ကြီးဟာဆိုရင်တိုးတက်လာတဲ့မြစရုံမှုတွေကလည်းဒုနဲ့တေးပါပဲ။အလားပါအတွက်အစာထိုးပြုပြင်ခွဲစိတ်မှုပြုလုပ်ကြတဲ့လူကြီးတွေလည်းများပြားလာခဲ့ရပဲဖြစ်ပါတယ်။ဒီလိုအခြေအနေတွေပေါ်မှာငကိုထက်ထူးခြားပြီးလှပပြောင်းလဲသွားတဲ့လူတွေလည်းရှိသလိုမိတ်ကပ်မေတန်လိုအတန့်တရနဲ့အကျုံသွေးရပြီးငကိုရှိရင်ဆွဲခဏကိုတော့ပျက်စီးသွားတဲ့သူတွေကလည်းခက်များပါပဲ။လက်ရှိမှာမိတ်ကပ်မေတန်ဟာအခြေအနေပြန်ကောင်းလာပြီဖြစ်ပြီးနောက်ထပ်ခွဲစိတ်ပြုပြင်မဲ့သူတွေအနေနဲ့ဈေးပညာကိုတက်ကြွနားလေပြီးအာမခံချက်အပြည့်အဝရှိတဲ့စီယုံစီခန်းတွေမှာပြုပြင်မှုတွေလုပ်တဲ့ကြောင်းအကြံပေးလာခဲ့တာပဲဖြစ်ပါတယ်။ပြည်သူတို့အနေနဲ့လည်းအလားပါအတွက်မစင်မချင်လုပ်ခဲ့မီလို့အသက်ဘေးနဲ့ကြုံခဲ့ရတဲ့မိတ်ကပ်မေတန်နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြောခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အကြောင်းအသစ်တွေနဲ့အတူပြန်လာခဲ့ဦးမှာဖြစ်လို့အသစ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးများတင်ပါတယ်နော်။